အားလုံးပဲမင်္ဂလာပါ Floral Crochet YouTube Channel လေးမှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာ Floral ထုတ်ပြပေးမှာကရုပ်ရှင်းပြီးအရန်လာတဲ့ဘန်ဒနာခေါင်းပတ်ထုံးလေးပဲဖြစ်ပါတယ်ခေါင်းပတ်လေးထိုးဖို့အတွက်ပိုလီ80 ply ချီကိုအသုံးပြုထားပါတယ်အစိုက်ကတော့ 3mm ကိုအသုံးပြုပြီးထုတ်ပြပေးပါမယ်ဖြစ်ပါတယ်ပထမဆုံးအနေနဲ့ magic ring လေးလုပ်ပါမယ်magic ring လုပ်ပြီးရင်ဖုံမီလေးကထိုးပါမယ် magic ring ထဲမှာတိုင်ရှည်3ကထိုးပေးပါတစ်ခါနှစ်ခါ3ကတိုင်ရှည်3ကထိုးပြီးလို့ရှိရင်ဖုံမီ3ကထိုးပါမယ်တစ်ခါနှစ်ခါ3ကဖုံမီ3ကလေးထိုးပြီးပြီဆိုရင် magic ring ထဲမှာတိုင်ရှည်3ကပြန်ထိုးပေးပါတစ်ခါနှစ်ခါ3ကတိုင်ရှည်3ကထိုးပြီးလို့ရှိရင်ဖုံမီတစ်ခါထိုးပါမယ်ပြီးရင် magic ring ထဲမှာတိုင်ရှည်တစ်ခါထိုးပါမယ်တိုင်ရှည်3ကဖုံမီ3ကတိုင်ရှည်3ကထိုးပြီးလို့ရှိရင် magic ring လေးကကျိုးကိုဆွဲထုတ်လိုက်ပါနောက်တစ်တန်းထိုးဖို့အတွက်ဖုံမီလေးကထိုးပါမယ်ပြီးရင်ပထမဆုံးလွတ်နေတဲ့အပေါက်ထဲမှာတိုင်ရှည်3ကထိုးပါမယ်တစ်ခါနှစ်ခါ3ကတိုင်ရှည်3ကထိုးပြီးပြီဆိုလို့ရှိရင်ဖုံမီတစ်ခါထိုးပါမယ်ဖုံမီ3ကထိုးထားတဲ့တောင်းနေရာလေးကိုရောက်ပြီဆိုရင်တိုင်ရှည်3ကဖုံမီ3ကနဲ့တိုင်ရှည်3ကထိုးပေးရပါမယ်တိုင်ရှည်3ကထိုးပြီးရင်ဖုံမီ3ကထိုးပါမယ်ပြီးရင်အဲ့ဒီပေါက်ထဲမှာပဲတိုင်ရှည်3ကထပ်ထိုးပေးပါတိုင်ရှည်3ကထိုးပြီးရင်ဖုံမီတစ်ခါထိုးပြီးနောက်ထပ်လွတ်နေတဲ့အပေါက်ထဲမှာတိုင်ရှည်3ကထိုးပါမယ်တစ်ခါနှစ်ခါ3ကတိုင်ရှည်3ကထိုးပြီးလို့ရှိရင်ဖုံမီတစ်ခါထိုးပြီးအဲ့ဒီအပေါက်ထဲမှာပဲတိုင်ရှည်တစ်ခါထိုးပါမယ်နောက်တစ်တန်းထပ်တက်ဖို့ဖုံမီလေးကထိုးပါမယ်ဖုံမီလေးကထိုးပြီးရင်ပထမဆုံးလွတ်နေတဲ့အပေါက်ထဲမှာတိုင်ရှည်3ကထိုးပါမယ်တိုင်ရှည်3ကထိုးပြီးရင်ဖုံမီတစ်ခါထိုးပါမယ်ပြီးရင်နောက်ထပ်လွတ်နေတဲ့အပေါက်ထဲမှာတိုင်ရှည်3ကထိုးပါမယ်တိုင်ရှည်3ကထိုးပြီးလို့ရှိရင်ဖုံမီတစ်ခါထိုးပါမယ်ပြီးရင်ဖုံမီ3ကထိုးထားတဲ့ဒေါင်းနေရာလေးကိုရောက်ပြီဆိုရင်တိုင်ရှည်3ကဖုံမီ3ကနဲ့တိုင်ရှည်3ကထိုးပေးရပါမယ်
တိုင်ရှည်3ကဖုံမီ3ကနဲ့တိုင်ရှည်3ကထိုးပြီးရင်ဖုံမီတစ်ခါထိုးပြီးနောက်ထပ်ကွက်လက်တစ်ခုမှာတိုင်ရှည်3ကထိုးပေးရပါမယ်တိုင်ရှည်3ကထိုးပြီးရင်ဖုံမီတစ်ခါထိုးပြီးနောက်ဆုံးကွက်လက်တစ်ခုမှာတိုင်ရှည်3ကဖုံမီတစ်ခါတိုင်ရှည်တစ်ခါထိုးပါမယ်ပုံစံလေးတိုင်းဖုံမီလေးကတိုင်ရှည်3ကတိုင်တို့တစ်ခါနဲ့တိုင်တို့3ကထိုးထားတဲ့တောင်းနေရာလေးကိုရောက်ပြီဆိုရင်တိုင်ရှည်3ကဖုံမီ3ကနဲ့တိုင်ရှည်3ကလေးထိုးခဲ့ပြီး14တန်းပြည့်အောင်ထိုးခဲ့ပြီးပါ14တန်းပြည့်အောင်ထိုးခဲ့ပြီးဆိုရင်ခေါင်းမှာပတ်ဖို့အတွက်ကြိုးလေးထိုးပါမယ်ကြိုးထိုးဖို့အတွက်ဖုံမီအရေအတွက်ကိုကြိုက်သလိုအဆင်ပြေလို့ထိုးလို့ရပါတယ်ဖုံမီလေးတွေကိုအရေးအတွက်50ထိုးပေးလိုက်ပါတယ်ပြီးရင်ဖုံမီ3ကထိုးပါမယ်ပန်းပွင့်လေးထိုးဖို့အတွက်1နဲ့3ပေါင်းမြောက်မှာတိုင်ရှည်နှစ်ခါထိုးပါမယ်တစ်ခါနှစ်ခါတိုင်ရှည်နှစ်ခါထိုးပြီးသွားပြီဆိုရင်ဖုံမီနှစ်ခါထိုးပါမယ်ဖုံမီနှစ်ခါထိုးပြီးတိုင်ရှည်နှစ်ခါထိုးထားတဲ့ပေါက်ထဲမှာရှက်ကိုဆက်လိုက်မယ်ဆိုရင်ပွင့်ပတ်လေးတစ်ခုရပါပြီနောက်ထပ်ပွင့်ပတ်လေးတစ်ခုတက်တိုးအတွက်ဖုံမီနှစ်ခါထိုးပါမယ်ပြီးရင်အဲဒီပထမထိုးခဲ့တဲ့ပေါက်ထဲမှာပဲတိုင်ရှည်နှစ်ခါထိုးပါမယ်တိုင်ရှည်နှစ်ခါထိုးခဲ့ပြီဆိုရင်ပထမပုံစံအတိုင်းဖုံမီနှစ်ခါထိုးပြီးတိုင်ရှည်နှစ်ခါထိုးတဲ့အပေါက်ထဲမှာပဲရှက်ကိုဆက်လိုက်မယ်ဆိုရင်ပွင့်ပတ်လေးနောက်တစ်ခုရပါပြီအဲပုံစံအတိုင်းပွင့်ပတ်လေးနောက်ထပ်တစ်ခုထပ်ထိုးပေးပါပွင့်ပတ်လေး3ခုရပြီဆိုရင်အပေါ်မှာထိုးခဲ့တဲ့ဖုံမီတစ်ပေါက်စီတိုင်းမှာရှက်ကော်လေးဆက်ပေးပါမယ်အဆုံးဒီရှက်ကော်ဆက်ခဲ့ပြီးဆိုရင်ပထမဆုံးအပေါင်းနေရာလေးလေးမှာတိုင်တို့တစ်ခါထိုးပါမယ်တိုင်တို့တစ်ခါထိုးပြီးရင်ဖုံမီတစ်ခါထိုးပြီးနောက်ထပ်ဒုတိယမြောက်အပေါင်းမှာတိုင်ရှည်9ခါထိုးပါမယ်
ထိုးပြီးဆိုရင်ဖုံးမိတစ်ခါထိုးပြီးပထမဆုံးတိုင်ရှိအပေါက်မှာတိုင်တိုတစ်ခါထိုးပါမယ်ပြီးရင်ဖုံးမိတစ်ခါထိုးပြီးနောက်ထပ်တစ်ပေါက်မှာတိုင်ရှိ9ခါထိုးပါမယ်အဆုံးထိထိုးခဲ့ပြီးဆိုရင်ပထမကျုံးမှာထိုးခဲ့တဲ့ဖုံးမီးရေတဲ့တိုင်းနောက်ထပ်ကြိုးလေးတစ်ခုထပ်ထိုးပေးပါမယ်ဖုံးမီးလေးတွေထိုးခဲ့ပြီးဆိုရင်ပထမပုံစံမှာထိုးခဲ့တဲ့အတိုင်းပွင့်ပတ်လေး3ပတ်နဲ့ဖုံးမီးတစ်ခုချင်းစီမှာရှက်ကောဆက်ပေးပါမယ်အဆုံးထိရှက်ကောဆက်ခဲ့ပြီးဆိုရင်ဖုံးမီးတစ်ခါထိုးပြီးခြေစားသိမ်းပါမယ်ခုဆိုရင်တော့ရိုးရှင်းပြီးအရန်လာတဲ့ဘန်ဒနာလေးတစ်ထည်ကိုရရှိပြီဖြစ်ပါတယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးလို့ကျေးဇူးများတင်ပါတယ်နားမလည်တာရှိရင်လည်း comment မှာမေးခဲ့လို့ရပါတယ်နောက်ထပ် tutorial လေးတွေတင်ပေးသွားမှာဖြစ်လို့ channel လေးကို like and subscribe လေးလုပ်ထားပါအောင်နော်